ဘုံကျဲခံရလို့တည်သွားတဲ့အကြောင်းလူကြောင်းသားတွေနဲ့ဆရာဆရာမတွေအတွက်ရည်ရွယ်ပြီးတော့ဒီစာလေးကိုဖတ်ပြပါမယ်ပန်းလေးတွေမွေးတယ်နေလည်းနေတည်းဒီလိုပန်းလေးဖျားတော့ကစိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပါလုံးလုံးကမ